Obama, Google have been learning English since 2005. Google English စာသင်ယူနေသည်မှာ2005ခုနှစ်ကတည်းကပဲအခုလဲသင်စေဆက်၍လဲသင်ယူနေအောင်မယ် They have been living in Bagu since 2000. သူတို့ဘကူးမှာနေကြသည်မှာ2000ပြည့်နှစ်ကတည်းကပဲအခုလဲနေစေဆက်၍လဲနေကြအောင်မယ် Mama have been looking for a job for more than a year. Mama အလုပ်ရှာနေသည်မှာတစ်နှစ်ကျော်ပြီယခုလဲရှာစေအလုပ်ရသည့်အထိဆက်၍ရှာနေအောင်မယ် We have been waiting for him since morning. ကျွန်တော်တို့သူ့ကိုစောင့်နေသည်မှာမနက်ကတည်းကပဲယခုလဲစောင့်စေသူလာသည့်အထိဆက်၍စောင့်နေအောင်မယ် Umya have been working in this company for 8 years. Umya ဒီကုမ္ပဏီတွင်အလုပ်လုပ်နေသည်မှာ8နှစ်ကြာပြီယခုလဲလှုပ်စေဆက်၍လဲဒီကုမ္ပဏီမှာပဲအလုပ်လုပ်နေအောင်မယ်